မှာဒီနေ့ကတော့ဒီအေးလေးကိုတောက်ပြီးစမ်းကြည့်မှာပါတောက်ကြည့်မှာကြည့်ဒီဟာလေးကိုတစ်ချိန်မှာ Oreo တွေလည်းပါတယ်မိုက်တယ်တောက်ကြည့်မယ်နော်3 2 1အင်းပြနေရပဲဒီမှာတသားကဂုံချာကနေဝဲအေးရဲ့နာမည်က Strawberry Oreo တဲ့ smoothie တဲ့ Lot size ဒါအကြီးပဲကောင်းတော့ကောင်းသားပဲဒါလေးကတောက်ကြည့်လိုက်တော့ဒီမလေးလည်းနည်းနည်းချင်းစီတောက်တယ်ဒါလေးကတော့နည်းနည်း strawberry နဲ့ရောတာပေါ့ဒါ strawberry ကြိုက်တယ်သူ့ရဲ့အထက်မှာလည်းရေခဲတွေပါတယ်ရေကိုကြိတ်ထားပေါ့